အားလုံးပဲမင်္ဂလာပါဒီကားလေးကတော့ Harrier 2.2 လမ်းမပေါ်မှာမောင်းတဲ့အခါမှာဟပ်ဘောညီးတန်တွေလိုအမြဲတမ်းပေးနေတဲ့အတွက်ကျွန်တော်ဟပ်ဘောတွေကို၄ဘိန်းလုံးစစ်ပေးဖြစ်ပါတယ်ပိုမီတဲ့ဘက်အချမ်းကိုစစ်လိုက်တဲ့အခါမှာဟပ်ဘောမဟုတ်ဘဲနဲ့ဒါဂီယာဘောက်ဘက်အချမ်းနဲ့ join ထားတဲ့ inner CV join အခုလိုပုံစံမျိုးရှွန့်နေသဲတွေဝင်ပြီးတော့လောင်ကျွမ်းထားတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့တော့ဒုစစ်သဲကလည်းမပေါက်ဘူးကလစ်တွေမလုံတဲ့အခါမှာအခုလိုရှုံနေသေးတွေဝင်ပြီးတော့ဒါလောင်ကျွမ်းရတဲ့ပုံစံလေးဖြစ်ပါတယ်ဒုစစ်သေးကတွေပေါက်ရင်ပဲဖြစ်ဖြစ်ကလစ်တွေမလုံရင်ပဲဖြစ်ဖြစ်မိုးရသည်ရောက်လာပြီဖြစ်တဲ့အတွက်တေချာပြင်ဆင်တက်ဆင်ထားဖို့လိုပါတယ်လို့အကြံပြုပါရစေခင်ဗျာဒီကားလေးကတော့အသစ်ဝယ်ဖို့ဒါပစ္စည်းလေးတွေရှားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဂျပန် use လေးပဲပြန်လဲတက်ဆင်အသုံးပြုပေးမှာဖြစ်ပါတယ်ဒီကားလေးကတော့ Harrier 2.2 ရဲ့ inner CV joint ပုံစံလေးဖြစ်ပါတယ်အားလုံးလည်းဗဟုသုတရရှိလို့နေကောင်းချမ်းမှာအန္တရာယ်ကင်းလို့ဘေးရှင်းကြပါစေခင်ဗျာ